Hello ဒီနေ့ကတော့ကြက်တာဝတ်တာမစားတဲ့သူတွေအတွက်ငါနဲ့ပြုတ်လောက်ထားတဲ့ငါလူချင်းခေါ်ငါအသားလုံးလုံနီလေးကိုလုပ်ပြပေးပါမယ်နော်ပြုတ်ပြီးသားတွေကိုဒီတိုင်းစားမလားကြော်ပဲစားမလားအမျိုးမျိုးလုပ်စားလို့ရလို့ဗီဒီယိုလေးကိုစောင်းကြည့်လိုက်ကြရအောင်နော်နေ့မှာတော့ဟောဒီ share ပိုင်းပစ္စည်းတွေကိုသုံးပြီးတော့ထိုင်းလို့အခေါ်လူချင်းပါငါလူချင်းဒါမှမဟုတ်ငါအသားလုံးလေးကိုလုပ်ပြပေးမှာမလို့ဗီဒီယိုလေးကိုစောင်းကြည့်လိုက်ကြရအောင်နော်ပိုင်းပစ္စည်းတွေကတော့အဓိကဖြစ်တဲ့ငါပါပိုင်းပေါ့နော်ဒီနေရာမှာညီနဲ့နေတဲ့ငါကိုသုံးပေးပိုကောင်းတယ်နောက်တစ်ခုကကျတော့ငါအဖြူရောင်ပေါ့နော်အဖြူရောင်အသားရှိတဲ့ငါကိုသုံးပေးပိုကောင်းတယ်သစင်ကတော့ Pumpkin CM ပေါ့နော်ဒီရေခဲရိုက်ထားတဲ့ငါကိုဝယ်သုံးထားတဲ့ငဖယ်တို့ဘာလို့သုံးလို့လဲရတယ်နော်ပြီးသွားတာနဲ့ငရုတ်ကောင်းပါမယ် baking powder ပါမယ်ပြီးတာလည်းဒါကြတော့ဒီ peng man ပေါ့နော်ဒီပီလောပီနံမုတ်ပါမယ်ပြီးသွားတာနဲ့ဒီကတကြားပါမယ်စားပါမယ်ကြက်သားမုတ်ဖြစ်ဝတ်သားမုတ်ဖြစ်လည်းအဲ့ဒါလည်းထည့်လို့ရတာပေါ့နော်โอเคအဲ့ဒါဆိုရင်တော့ like လုပ်လိုက်အောင်နော်ညစုံနေနေကတော့ရေခဲရိုက်ထားတဲ့ငါးတွေကိုသစင်တော့အရေးပြောအောင်လုပ်အောင်ပေါ့နော်ဒါပေမဲ့ပျော့ပြဲသွားတဲ့အထိအရေးပြောအောင်လုပ်စရာမလိုပေါ့နော်ရေခဲနည်းနည်းလေးရှိနေတဲ့အနေထားလေးပေါ့နော်အဲ့လောက်ဆိုရပြီဒါပေမဲ့လက်လက်ဆက်ဆက်ဝယ်လာတဲ့ဒီငဖယ်တို့ဒီငါတို့ဘာလို့ဆိုရင်တော့အရေးပြောအောင်လုပ်စရာမလိုပေါ့နော်တန်ပြီးတော့ကြိတ်ယုံပဲဒါဆိုရင်တော့သူ့ကိုကြိတ်လိုက်ရအောင်နော်ဒီနေ့သစင်သုံးသွားတဲ့ငါးပမာဏစုစုပေါင်းကတော့1000 gram ပေါ့နော် 1kg 1 kg ပါရှင်သူ့ကိုအားလုံးရောကြိတ်ပြီးတော့ခွက်ထဲမှာထည့်ထားလိုက်မယ်ခုလိုမျိုးအသားကြိတ်ပြီးသွားပြီဆိုတာနဲ့ဒါလေးကတော့ပြင်ထားတဲ့ဟာလေးတွေအကလုံးရောထည့်ပါမယ်နော်အသေးစိတ်ကတော့စောစောရေးပြထားတဲ့အတိုင်းပဲပေါ့နော်အသားမုတ်ထည့်မယ်စားထည့်မယ် baking powder ထည့်မယ်ပီလောပီနံမုတ်ထည့်ပါမယ်တကြားကိုလည်းထည့်မယ်ပြီးသွားတာနဲ့ငရုတ်ကောင်းလည်းရောထည့်လိုက်ပါမယ်နော်ဖြစ်နိုင်ရင်ငရုတ်ကောင်းသုံးတဲ့ခါမှာအဖြူထက်ငရုတ်ကောင်းအမဲလေးသုံးပေးပေါ့နော်ပို့ပြီးတော့မွေးပါတယ်ရှင်ပြီးသွားတာနဲ့အားလုံးကိုရောသမမွေးနေအောင်ရောနေပေးလိုက်ပါမယ်နော်ဒီနေရာမှာရိုးရိုးလက်နဲ့နေလို့ရပါတယ်နော်သစင်ကတော့လက်အိတ်သုံးပြီးသားဖြစ်သွားတော့မချွတ်တော့ဘူးရှင်လက်အိတ်နဲ့နေတဲ့ခါကျရင်အရန်ကက်ပါတယ်နော်သူကငါအသားဖြစ်တဲ့အတွက်ပေါ့နော်စီစီနဲ့လက်မှာတော်တော်လေးကိုကက်ပါတယ်ရှင်စိတ်ရှည်နဲ့10မိနစ်နောက်နေပေးလိုက်ပါမယ်နော်ပြီးသွားတာနဲ့အားလုံးကိုကြိတ်ဆက်တမထည့်ပြီးတဲ့နဲ့ရေခဲတုံးလေး3 4 5တုံးလောက်ရောပြီးတော့ကြိတ်လိုက်ပါပေါ့နော်ဒီနေရာမှာကြိတ်ဆက်အလုံးကြီးမရှိတော့သူဆိုရင်တော့ကြိတ်ဆက်အလုံးသေးလေးနဲ့2ခေါက်3ခေါက်ခွဲပြီးတော့ကြိတ်ပေါ့နော်လုံးဝပါကြိတ်ဆက်မှမရှိဘူးဆိုလဲထောင်းပေါ့နော်အားတော့3ရပါမယ်ရှင်ဒီနေရာမှာရေခဲထည့်ပြီးတော့ကြိတ်ချင်အားဖြစ်ဒီငါအသားလေးတွေကပို့ပြီးတော့စစ်စီထွေးလေးပို့ပြီးတော့ဖြစ်စေပါတယ်ရှင်တခုရှိတာကငါလူချင်းရပေါ့နော်ဒီကြက်သားဝတ်သားလူချင်းတွေနဲ့မတူပါဘူးပေါ့နော်သူကပို့ပြီးတော့သူ့ရဲ့အသား texture ပေါ့နော်ပို့ပြီးတော့အီပျော့လေးဖြစ်ပါတယ်ရှင်အားလုံးကြိတ်ပြီးသွားပြီဆိုတာနဲ့ခုလိုမျိုး plastic အပေါ်ကနေအုပ်ပြီးသွားတာနဲ့ရေခဲတက်တာထဲမှာအနည်းဆုံး45မိနစ်တနာရီလောက်ထားပေးရပါမယ်နော်အဲ့ဒါအခုဆိုရင်တော့အချိန်တနာရီပြည့်သွားပြီဆိုတော့သူ့ကိုစပြီးတော့လုံရအောင်နော်အရင်ဆုံးနေနဲ့ကတော့ရေနွေးတအိုးကိုစူအောင်တည်ပေးရပါမယ်နော်ခုလိုမျိုးရေနွေးအိုးစူလာပြီးဆိုတာနဲ့မီးကိုအရှိန်အပျော့ဆုံးပြန်ပြီးတော့ထားပေးရပါမယ်ရှင်စူလို့မဖြစ်ပါဘူးနော်ပြီးသွားတဲ့အခါကျမှပဲကိုလိုချင်တဲ့အနေထားပေါ့နော်လူချင်းအလုံးဖြစ်အပြားဖြစ်ကြိုက်တယ်လို့မျိုးလုံးထည့်လို့ရပါပြီရှင်ဒီနေ့မှာတော့သစင်ကလူချင်းကိုအလုံးမဟုတ်နဲ့နည်းနည်းခက်ပြလေးလှုပ်ထားပါတယ်ရှင်သူကငါလူချင်းဖြစ်တဲ့အတွက်ပေါ့နော်ဒီနေ့ကတော့အိမ်ကလူတွေနဲ့လို့နည်းနည်းပဲလှုပ်စားတော့ပေါ့နော်တဝက်လောက်ပဲလုံးပါတယ်ရှင်ပြီးသွားတာနဲ့မီအေးလေးနဲ့လူချင်းကို10မိနစ်လောက်ပြုတ်ထားပေးလိုက်ပါမယ်နော်အဲ့ဒီနောက်တော့ရေခဲရေနဲ့ရေခဲအခွက်လေးပေါ့နော်ပြင်ထားပေးလိုက်ပါမယ်ရှင်လူချင်းတွေ10ထုတ်ဖို့အတွက်ပေါ့နော်အားလုံးချက်ပြီးဆိုတာနဲ့ငါလူချင်းတွေကိုရေခဲရေထဲမှာ10ထုတ်ထားလိုက်ပါမယ်နော်ရေခဲရေထဲမှာအနည်းဆုံး10မိနစ်လောက်စိမ့်ပြီးဆိုမှပဲပြန်ပြီးတော့ခုလိုမျိုး10ထုတ်ပေးပါမယ်နော်အမြဲတမ်းလူချင်းပြုတ်ပြီးသားတွေပဲစားပြနေရလို့နည်းနည်းပြင်းသွားလို့ပေါ့နော်ဒီနေ့မှာတော့ကြော်စားပြပါမယ်ရှင်ကြော်ဖို့အတွက်ကတော့အရင်ဆုံးစီထည့်လိုက်ပါမယ်နော်ဒီနေ့ကတော့သစင်ကလူချင်းအလုံးမဟုတ်ဘဲနဲ့အပြပြလောက်ရချင်းအကြောင်းရပေါ့နော်ကြော်စားချင်းလို့ပါရှင်အမြဲတမ်းအလုံးတွေပဲလုံးပြတယ်လှုပ်ပြတယ်ပြီးတော့လည်းဒီတိုင်းစားပြလို့ဆိုနည်းနည်းပြင်းနေပြီဆိုတော့လေတကယ်တမ်းကငါလူချင်းတွေကိုပြုတ်ပြီးသားပေါင်းပြီးသားစားတာထက်ပေါ့နော်ခုလိုမျိုးကြော်စားလဲတအားကိုကောင်းတယ်ရှင်အပြင်ကကျွတ်လေးနဲ့အသွင်သားအီလေးနဲ့ပေါ့နော်နောက်တစ်ခုရှိတာကငါလူချင်းကကြော်တဲ့ချိန်ဖောင်းပြီးတော့10ထုတ်လိုက်ရင်ပြားသွားတယ်ချက်တယ်ခုဆိုရင်တော့ငါလူချင်းကြော်ပူပူလေးရပါပြီရှင်အပြင်ကကျွတ်ရွာပြီးတော့လေအတွင်သားလေအီလေးနဲ့တော်တော်လေးကိုစားကောင်းတာပေါ့နော် sauce လေးရတော့ဗလေဖြစ်တယ်လို့အမြန်လေးလှုပ်လိုက်ပါတယ်ရှင်ခုလိုမျိုးပူပူလေးစားရတဲ့အရာတာလေးဘာနဲ့မှကိုလဲလို့မရဘူးပေါ့နော်ကျွတ်ရွကောင်းနေတာပဲတချို့ကကြော်ပြီးသားမစားချင်ဘူးဆိုရင်လည်းခုလိုမျိုးပြုတ်ပြီးသားပေါ့နော်ဒီတိုင်းတန်ပြီးတော့လဲစားလို့ရတာပေါ့နော်အသားလေးကကြတော့သူကတော့ကျွတ်တော့မရှိဘူးပေါ့နော်သူကကြက်သားဝက်သားလူချင်းတွေလိုမျိုးထထောက်တော့မဖြစ်ဘူးရှင်အသားကပျော့လေးနဲ့အီလေးနဲ့ပေါ့နော်အဲ့ဒီတစ်မျိုးပဲရှိပါတယ်ရှင်နောက်တစ်ခုပြောဖို့မေ့နေတာပေါ့နော် air fryer နဲ့ကြော်စားလဲအရန်ကိုကောင်းပါတယ်ရှင် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဒီနေ့မှာတော့ဒီနေ့ဟိုဒီ share ရှိတဲ့ငါလူချင်းငါသားလုံးပေါ့နော်ဒီလိုမျိုးဒီတိုင်းစားမလားဒါမှမဟုတ်ကြော်ပြီးတော့စားမလားကြိုက်တယ်လို့မျိုးလုပ်စားလို့ရတာပေါ့နော်Okay ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဒီကျမတို့သစင်ကပါလေးတွေစားပြပါလေးတွေချက်ပြမလို့ဆိုတာကြည့်ရှော့ပေးကြပါအောင်နော်အားလုံးပဲတတာ